တနင်္လာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဦးအောင်ကျော်ဦးဟာကော့တောင်းမြို့နယ်အတွင်းစိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်နေမှုတွေကိုကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။တနင်္လာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဦးအောင်ကျော်ဦးဟာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့တာဝန်ရှိသူတွေနဲ့အတူဇူလိုင်လ12ရက်နေ့မနေ့ပိုင်းကကော့တောင်းမြို့နယ်အတွင်းစိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုတွေကိုကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ခရီးစဉ်တွင်ဝင်းကြီးနယ်ဖွဲ့ဟာစိုက်ပျိုးရေးဦးစီးဌာနနှစ်ရှည်တီးနှံဌာနခွဲမလီဝမ်နှစ်ရှည်ပင်သုတေသနနဲ့ဤပညာဖွံ့ဖြိုးရေးခြံကိုတွားရောက်ပြီးကော်ဖီနဲ့ကိုကိုတီးနှံစမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေတွေကိုလေ့လာကြည့်ရှုပြီးတော့လိုအပ်တာတွေကိုမှာကြားခဲ့ပါတယ်။ဆက်လက်ပြီးစိုက်ပျိုးရေးဦးစီးဌာန10မိုင်ဥယျာဉ်ခြံမှာမျိုးကောင်းမျိုးသန့်ပြိုးပင်ထုတ်လုပ်ဖြန့်ဖြူးရေး GAB စနစ်နဲ့ဟင်းသီးဟင်းရွက်တီးပင်စားပင်တွေစိုက်ပျိုးထားရှိမှုနဲ့2026-2029ဘဏ္ဍာရေးနှစ်အတွက်ကော်ဖီကြက်မောက်မင်းကွတ်ဒူးရင်တီဟိုအုံပိန်းနဲ့ငရုတ်ကောင်းပြိုးပင်တွေဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ထားရှိမှုတွေကိုကြည့်ရှုစစ်ဆေးခဲ့ပါတယ်။အဲဒီနောက်ရွှေပြည်စိုးကျေးရွာအုပ်စုတောင်ဖြူကျေးရွာရှိတိုးတက်အောင်ကုမ္ပဏီလီမိတက်ကိုတွားရောက်ပြီးဒေသဝန်ဆောင်ဖူလုံရေးအတွက်ဦးစားကျက်မွေးမြူရေးလုပ်ငန်းကျက်ဥဖြန့်ဖြူးရောင်းချနေမှုစွန့်ပစ်အညစ်အကြေးတွေကနေ biogas ထုတ်လုပ်ပြီးလျှက်စစ်ထားအားထုတ်လုပ်နေမှုနဲ့တဘာဝမြေဩဇာပြန်လည်အသုံးချနေမှုအခြေအနေတွေကိုလည်းလေ့လာကြည့်ရှုခဲ့ပါတယ်။ခရီးစဉ်ဆုံးမှာတော့ကော့တောင်းမြို့ FOB စစ်ဆေးရေးစခန်းကိုတွားရောက်ပြီးငါးဖမ်းနဲ့ငါးတည်ရေရင်တွေရဲ့ဝင်ထွက်သွားလာမှုရေရွက်ပစ္စည်းတွေကို FOB စနစ်နဲ့ပြည်ပတင်ပို့နေမှုနဲ့ One Stop Service အဖွဲ့ကဥပဒေလှုပ်ထုံးလုပ်နည်းတွေနဲ့အညီစနစ်တကျစစ်စစ်ကြက်မဲ့ဆောင်ရွက်နေတာတွေကိုကြည့်ရှုစစ်ဆေးပြီးလိုအပ်တာတွေကိုလမ်းညွှန်မှာကြားခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။